ဒီတိုင်းဆိုလို့ရှိရင်ဖောက်တယ်ရပြက်ကုန်တော့မှငါပဲရောက်ကုန်ပါလိမ့်ဒုက္ခပါပဲကွာကဲရှိပါသေးတော့ရှေ့ဆက်ကြအောင်စို့မဖြစ်ဘူးဒီကလေးသုတ်တန်သွားပြစ်မှာပဲလို့ဟာကလေးလေးသွားသုတ်တန်ပြစ်တဲ့ဟဲ့သုတ်တန်ပြစ်ထားတော့ကွာကြီးလင်းတာတွေတယုံယုံပေါ့ရင်ကောင်းတွေတအုံအုံနဲ့ဆိုတော့တရားနာပရိသတ်ရေအဲ့ဒါဟိုဗိမိသာရမင်းရဲ့သားဖြစ်တဲ့အဗျာမင်းသားကလည်းခကြီးဆိုသောပရိသတ်ကြီးနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဟောမှာကအလှဤဏိကုံအလှဏိကုံချုပ်တဲ့တရားဒီဒေသနာကိုဘုရားကိုယ်တော်မြတ်သည်ရာဇဂိုမြို့ဝေလူဝန်ကျောင်းတော်ကြီးမှာတည်င်းသုံးတော်မူတဲ့အခါပတ္တစိတ်တကတံဘိမောအရုကာယသမုတ်တိတံအာတုရံဘဟုသင်္ကပံယသနာတိဒုဝန္တိတိဒီဒေသနာကိုဟောပါဘုရုအကြောင်းပြုဟောသလဲယောက်ျားတွေရဲ့ပါဇက်ဖြားမှာဟေးအလှပရင်မကြီးကွာလှလိုက်ပုံများကွာအမလေးမြက်တောင်ခက်ရမှာတောင်ကြောက်ကဟဲ့ဒီအလှပရင်မကြီးထံငွေစုလို့ပြည့်ရင်သွားနိုင်တဲ့ငွေ1000ပြည့်အောင်စုမယ်ယောက်ျားတွေပါဇက်ဖြားငွေ1000ပြည့်ရင်သူရှိရောက်တဲ့ဒီသာကြီးငွေ1000ပြည့်ရင်ဘယ်သူရှိရောက်တယ်ကြီးအဲ့ဒီအလှပရင်မကြီးထံကငွေ1000ပြည့်အောင်စုပြီးတော့ယောက်ျားတဲ့ရောက်အောင်သွားခြင်းစိတ်ရှိနေတဲ့မိန်းမအလှဏီကုန်းချုပ်ပုံကိုဘုရားဟောပါတယ်ဗျာဒီဇလံဘယ်ကစမလဲလို့ဆိုတော့ဘုန်းကြီးတို့မောင်ပုံနာနဲ့ပါရိတာတို့ကစရရှင်မယားအလှပရင်မဆိုပြီးမောင်ပုံနာတို့ပါရိတာလို့လားဗျာမောင်ပုံနာပါရိတာကမပါလို့ဒီဇက်ကွက်မှာမပြီးပါဇက်ဆောင်တွေပေါ့ဇက်ဆောင်တွေပေါ့တရားနာပိသပရိသတ်ကြီးအကယ်ဒမီရတဲ့ရုပ်ရှင်ဇက်ကားတကားမှာမင်းသားတစ်ယောက်ထဲနဲ့ရိုက်လို့ဖြစ်တယ်အဲမင်းသမီးတစ်ယောက်ထဲနဲ့ဇက်ကားတကားထွက်လာနိုင်ရလားဟိထွက်နိုင်မှုပေါ့ဇက်ဆောင်တွေဆိုတာပါရတီဝိုင်းတွေလူပြက်တွေလူချမ်းတွေထိုးမဲ့ကျိမ့်မဲ့လူတွေအဲ့ဒီလိုဇက်ဆောင်တွေပါမှဇက်ထုတ်တစ်ထုတ်ဖြစ်တယ်လို့မောင်ပုံနာနဲ့ပါရိတာတို့ကလည်းဒီအလှဤဏိကုံဇက်လန်းထဲမှာဇက်ဆောင်တွေပေါ့မောင်ပုံနာနဲ့ပါရိတာတို့ဒီသူများအိမ်စရင်ကလှုပ်ရှားရသမီးလေးတယောက်ရှိတာကလည်းဥတ္တရာဒီကနေ့တော့မောင်ပုံနာစီလေထုံအသွားလေတော့မှရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတယ်သပိတ်ကြီးပိုက်လို့ဒီသောတာသမာဘမှာအထရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတာမြင်တော့ဟာယဟန္တာအရှင်မြတ်ကြီးကြွလာပါလားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးငါဘာလှူရပါမထုံးလှူစရာလည်းမရှိပါလားသို့တော်သူများကြီးပြောတန်ကြားဘူးလေလှူစရာမရှားဘူးစေတနာရှားပါတဲ့စေတနာရှားတဲ့ငါဓမ္မပါသားပဲတပူလေးခုတ်တပူလေးလှူပြီးတော့သပိတ်တော်ကိုယူ၍ရေအိုင်ထဲမှာရေချမ်းကိုသပိတ်နဲ့ခတ်ပြီးတော့ကတ်လှူလိုက်ပြီးတပူနဲ့ရေချမ်းဒီတပူရဲ့ကြောင့်အလိုခံပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းပြန်ကြွမယန်းလေးကလည်းတရားနာပရိသတ်ကြီးမောင်ပုံနာထံထမင်းဖို့အလားရှင်သာရိပုတ္တရာနဲ့လမ်းဆုံးပြန်ပါရောဟဲရဟန္တာထင်မြတ်ကြီးကြွလာပါလားခံကြပြီကိုပုံနာအတွက်ငါထမင်းဖို့သွားပေမယ်လို့ယဟန္တာမထင်မြတ်ကြီးရှင်သာရိပုတ္တရာနဲ့တွေ့နေပြီလှူမပဲကျုံကြိုက်ခဲမြကျုံတုံးကြိုက်မှတော်မှာပဲ
လှူလိုက်ရရင်ဖြင့်ဒီဒါနအင်မတန်ထက်မြက်လိမ့်မယ်ထင်တယ်ကိုက်ကိုပုံနာအတွက်ပြီးတော့မှပြန်ချစ်တာပေါ့ဟောရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးလောင်ရော်မျိုးတဝက်ကြတော့လက်ကလေးကာပြဟဲ့ပါဠိတာနိလင်သားအတွက်ထမင်းဖို့သွားတာလေငါအတွက်တဝက်လှူပြီးနိလင်သားအတွက်တဝက်လောက်ချမ်းအိုးပါဇက်ကဒီလိုမမိတ်တော့လို့မိတ်တကဲ့သို့လက်ကလေးကာပြအလူကံပုဂ္ဂိုလ်များငဲ့တာပြောပါလေဒီထဲတချို့ကပြောကြတယ်ဘုန်းကြီးတွေဘာမှတရားဓမ္မတွေပေါ်မငဲ့ဘူးလေတချို့ကမြန်ကျွတ်တို့ဘုန်းကြီးတွေဘယ်လိုပြောတယ်ထင်တော့အလလမအဖွဲအလလမဆိုတာအလုံးလက်မဲ့အဖွဲဒါသိုးတဲ့လူတွေတရားဟောတာအလုံးမဟုတ်တော့ပါတော့ဗျဘုန်းကြီးကလွယ်မှတ်လို့ခမည်းတော်တဲ့အလုံးများသေးခမည်းတော်ကကာယလုပ်သားจิตတို့ကညာဏလုပ်သားစိတ်တလုပ်သားစိတ်အလုပ်တွေအများကြီးရှိသာသနာပေါင်းလွယ်တယ်မထင်နဲ့ဘုန်းကြီးကလွယ်လွယ်လေးထင်တယ်တချို့ကဘုန်းကြီးကဆိုတာစာသင်ရင်သင်စာမသင်ရင်စာချစာမချရင်တရားဟောတရားမဟောရင်တရားအထုတ်ထောင်လေးထောင်မှန်အောင်လုပ်ရတယ်ဗျဘုန်းကြီးကလွယ်တယ်မထင်နဲ့တချို့ကသမန်ငါရှာငါပြောနေဘုန်းကြီးဘဝထောင်လေးထောင်တစ်ထောင်တော့မှမရရင်သာသနာကြာကြာနေလို့မရတော့ဘူးမှန်လားပြိဿကြီးခင်ဗျားတို့လှူတာချေအောင်ထားရတယ်ဗျခင်ဗျားတို့လှူတာတွေကျွတ်တို့စားဆောင်နေရတန်တွေတန်ကင်းစားရတဲ့ကဲ့သို့အစိတ်တုံးစားရတဲ့ကဲ့သို့ချေအောင်မှမဆက်နိုင်ရင်ဘုန်းကြီးဘဝလူလိုသဝိတ်သွလို့မရဘူးဗျရှူးသူသွားတာဘယ်သွားတာတော့မအောင်မင်းနဲ့သွားတာပဲလွယ်မှတ်လို့ဒါကြောင့်တရားနာပြည့်တဲ့လွယ်တယ်မထင်တယ်ပြောတာပါလွယ်တယ်ထင်စမ်းကြည့်ဘုန်းကြီးကအတော်အောင်ရတယ်ကွာငါကြီးတို့ရမှတ်ထားကြမင်းတို့လူငယ်တွေကြကြပြောရမင်းတို့လိုလည်းတို့ခေါင်းလောင်းကြီးမစွတ်နိုင်ဘူးကွာစွတ်ချင်စိတ်ရှိတယ်မစွတ်ရဘူးကွာတို့ဘဝခုတ်ထောက်ကြီးလည်းထားလို့မဖြစ်ဘူးကွာတို့ဘုန်းကြီးကလွယ်မှတ်လို့မင်းတို့လိုဒလိန်ကြီးလည်းကိုယ်တိုင်ကြိုင်လို့မဖြစ်ဘူးကွာဒလိန်ဆိုတာကားပြောတာကိုယ်တိုင်မောင်းလို့ဖြစ်ဘူးကွာလွယ်မှတ်နေလားဘုန်းကြီးဘဝဘေးကကြီးလွယ်ရလားသူများသွားသလိုမသွားရသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများပြောသလိုမပြောရဘုန်းကြီးကအောင့်ရအောင်ဆိုအကုန်အောင့်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင့်လုံးအကြီးလို့ပြန်တော်မူတော့မိဆိုတဲ့ခါပြောင်းတိုင်းကိုကိုယ်ကတော့ဟုတ်တယ်ဒါတချို့ကဘာလုံးကြီးလဲညာလုံးကြီးလဲဘယ်ဟုတ်မလို့အောက်လုံးကြီးတွေအဲ့ဒီကြမှာကိုယ်ဒါကြောင့်လွယ်တယ်မထင်တဲ့တန်ဃာတော်အရှင်မြတ်တွေကငဲ့တော်မူကြပါပဲအလိုက်မသိဘူးမလုပ်ကြနဲ့သုံးလေးကအောင်တော်သီလလေးဖြစ်တော့ပေးစုလေးဖြစ်တော့ပေးပိတ်လေးဖြစ်တော့ယွတ်ရေစက်ကလေးဖြစ်တော့ချတရားဘာဝနာဖြစ်တော့အနုမောဒနာပြုလို့ဘုန်းကြီးဘဝဒီဘုန်းကြီးတွေသာသနာဝန်ကိုထမ်းနေလို့ခင်ဗျားတို့တို့ဒီအသိဉာဏ်နဲ့ရကြတယ်ဆိုတာလည်းပဲသဘောပေါက်ကြပြီးသားပါဗျာသမန်ငါရှံငါပြောတဲ့လူတွေအတွက်သာထည့်ပြောရကြည့်တရားနာပြည်သက်လက်ကလေးကံဗျနိလေပုံနာကိုတဝက်ချံအောင်ဟဲလို့မမိန်တော့လဲမိန်တကဲ့သို့ဒီတော့ဗာရိတာကဘယ်လိုလျှောက်အရှင်ဗျာတပည့်တော်တို့ဒီဘဝအတွက်ချင်းမြောက်တော်မမူပါနဲ့တန်တရားအတွက်ချင်းမြောက်တော်မူပါဗျာလှူပုံလေးတပည့်တော်တို့နောက်ဘဝကမလှူလို့ဆင်းရဲတော့ဗျာဒီဘဝမလှူရင်ဟောနောက်ဘဝကုန်းကောက်စရာတောင်ရှိမှာမဟုတ်လို့အကုန်လုံးအလှူခံတော်မူပါဗျာတန်တရားအတွက်ကြီးမှန်းတဲ့ဟဲ့ရှောက်တော်တရားနာပြိဿကြီးအလှခံတယ်အလှခံပြီးတော့ရှင်သာရိပုတ္တရာကြီးပြန်ကြွဗာရိတာကလည်းအိမ်ပြန်ထမင်းချက်ကျက်တော့ခတ်တော့ကလေးထမင်းတောင်းနဲ့ထည့်ပြီးမောင်ဘုံနာထံလာပို့မောင်ဘုံနာထမင်းဆန်းဆန်းနဲ့တပြေးပင်ညိုရိတ်အိတ်နေတယ်ပေါ့မောင်ဘုံနာအိတ်နေတော့မရလေဗာရိတာကကိုပုံနာရေပြုံမောင်ကြီးလို့လှမ်းခေါ်လိုက်တော့အိတ်နေတော့လေမရလေးအတန်နားရဲကြတော့ပွားကနေဆိုမျက်လုံးပွင့်ဖြုတ်ဆိုငုတ်တုတ်ထိုင်ဟောနောက်ကျလိုက်တာကွယ်ကိုပုံနာရေအပြစ်တင်ကြုတ်ခံရရုံပဲနောက်ကျတာတခြားမဟုတ်ဘူးတော့ရေလမ်းရှင်းသားရိပုတ္တရာကိုရောမြတ်ကြီးတွေ့နေလို့တော့အတွက်လားပို့တဲ့ထမင်းကိုကျုပ်လှူလိုက်ပြီး
ဒါကြောင့်ကျုပ်ပြုတဲ့ကုသိုလ်ဒါနအင်းကြီးရှင်အမြဝေပါတယ်အမြတော့အမြလို့ဆိုတော့သာဓုသာဓုသာဓုဗျာမင်းလှူတာမောင်ကြီးထဲနောက်ကြသေးသဗျာဟောဒီလေတော်ကြွလာလို့တပူနဲ့ရေချမ်းလှူလိုက်ရတယ်မောင်ကြီးပြုတဲ့ကုသိုလ်အင်းကြီးအရှင်မအားအမြဝေပါတယ်အမြလို့ဆိုတော့သာဓုလို့အပြန်ပြန်အလှန်အမြဝေ၍သာဓုခေါ်ကြသည်ဒီမျိုးသူမျိုးသားတွေမှတ်ထားကြနော်လင်းလှူတိုင်းမရရတယ်မထင်နဲ့မရလှူတိုင်းလင်ရတယ်မထင်နဲ့စေရနာမပေါ်လို့လှူတာမသိရမရဘူးဒါကြမှတ်သွားကြဟာဒီပြည်မျိုးကတကားတယောက်မန္တလေးသွားတယ်မန္တလေးသွားတော့ပြည်မျိုးကတက္ကမကြီးကသံဃာတော်ဘာကြွလို့အခန်းသိမ်းလို့ဆုံးကတ်လိုက်ပြန်လာရင်ပြောတော်မရှိတော့ကျုပ်ဆုံးကတ်လိုက်တယ်အမြဟိုလူကြီးကသာဓုခေါ်မှဒီကုသိုလ်သူပါရတယ်ဒီတော့တက္ကကြီးလောက်တဲ့လူကငါမန္တလေးမဟာမြတ်မုနီရွှေဘယ်နဲ့ဆိုင်းချခဲ့တဲ့ဟဲ့အမြအိမ်ကတက္ကမကြီးကသာဓုခေါ်မှရတချို့ကငါရှာထားတဲ့ပြည့်စည်တဲ့ငါမိမလူငါရမှာပဲထင်တယ်မဟုတ်ဘူးမရဘူးဗျကြမှတ်ထားဒါကြောင့်ဟိုမှာကြည့်မောင်ဘုံနာတို့အပြန်လှန်သာဓုခေါ်ပြီးတော့ကမသမင်းစားပြီးတော့တရားနာပြီးတော့မောင်ဘုံနာမျက်တောင်လေးဆင်းလာပါရိတာဒူးလေးတုပ်ပေးကိုဘုံနာဟိုမြေကြီးပေါ်ကောင်းမအောင်နဲ့လေဟောဒီကျုပ်ပေါင်မကောင်းအောင်ဒူးလေးတုပ်ပေးပြီးတော့ပထိုးလေးပေါင်မခင်းပေးလိမ္မာတဲ့မိမများမှတ်ထားကြဒူးလေးတုပ်ပေးတော့ပေါင်မကောင်းအောင်အိတ်ပေါင်ဘုံနာအိတ်ပြော်ပေးမလို့ပါရိတာကအငိုက်သမားကြီးပေါ့လေတဆဆငိုက်ရင်နဲ့တရားနာပရိသတ်ကြီးပါရိတာမျက်လုံးလေးဖွင့်ကြည့်လိုက်ရှင်ခဲတွေကအကုန်လုံးရွှေဖြစ်ရှင်လုံးချုံခဲတွေလက်ခွက်ထဲရှိပြရသီးနှံနဲ့အကုန်ရွှေဖြစ်ဖွင့်ကြည့်လိုက်တော့ရွှေရောင်နေမြင်ရဟင်မင်းကိုဘောနာမင်းလောင်ပါမင်းတော့ဟိုလူကြီးအိယာကထားဘယ်လိုဟာမိုက်ပါနမရင်ဘယ်မီးလောင်ရမလို့မလေးတိတ်ထဓမ္မအကျိုးပေးပြီးရွှေတွေဖြစ်ကုန်ပြီနမရဲ့ခကြလိုက်တာတော့မကြနဲ့နမရဲ့ရွှေတန်ရုံရင်းလာမှမရှိတယ်လင်မယားတလောင်များတဲ့ရွှေတွေရှိလာရင်ဖြင့်မင်းပြမင်းတန်ခံရလိမ့်မယ်တို့နဲ့မတန်ဘူးဘရင်ထံသွားအကြလို့သဘောကောင်းတဲ့လင်မယားဘရင်ထံသွားအမလာပါရှင်လုံးရှင်ငယ်တွေရွှေဖြစ်လို့သိမ့်တော်မူပါဗျာဟဲ့လက်သား900နဲ့သွားတိုက်ကြလက်သား900နဲ့သွားတိုက်တော့ဒိုးဘရင်ကြီးဘုံကံကြောင်းကွာဆိုပြီးကောက်တာတခါလေရှင်ခဲ့တဲ့လက်ဝင်သွားရွှေကရှင်ပြန်ဖြစ်ဟာရှင်နေပါကွာဘယ်ရွှေဟောမှာအဲ့ဟိုကောင်ယူလို့လာပြောတယ်စရင်ငှားပါသူ့လက်ွက်ထဲရွှေပြည့်ရှိရမယ်လို့မဟုတ်တာဘရင်ကလည်းမစင်းစားလို့တို့ခိုင်းတာကွာရေရှင်နေပါကွာလာဘရင်ပြန်တော့ဦးတင်ကြစို့မလာပါမောင်ဘုံနာလိမ့်လှီပြားပြီးတော့ဘရင်ကိုကစားလျောက်တငယ်တယောက်လိုထားပြီးတော့အခုအလကားလာတော့ဥတင်တာပါဗျာကျွန်းနေပါဗျာဟေးနေအောင်ကွယ်မင်းတို့ဘယ်လိုပြောတင်ကြဘရင်ဘုံကံကြောင့်ဖြစ်တဲ့ရွှေလို့ပြောတင်ပါဗျာနေအောင်ကွယ်ငါသူ့မေးကြည့်အောင်မောင်ဘုံနာမင်းဘာကုသိုလ်ပြုဖခင်ကျွန်တော်မျိုးကြီးကတပူရေချမ်းမယားလေးကဆွမ်းတနတ်စာဒီကုသိုလ်ပြုပါဗျာဘလို့လူတာတော့ဟဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပါဗျာမင်းကုသိုလ်ကြောင့်ဖြစ်တာပါကွာငါဘယင်နဲ့ဘာမှမဆိုင်ပါဘူးဟာပေါင်းမင်းများသွားကြလက်သား900နဲ့မောင်ပုံနာရဲ့ဘုံကံကြောင့်ဖြစ်တဲ့ရွှေဆိုပြီးတော့တင်ခဲ့ကြမောင်ပုံနာဘုံကံကြောင့်ဖြစ်တဲ့ရွှေဆိုပြီးသွားတင်လိုက်တော့ရွှေတွေကုန်ပြန်ဖြစ်လဲပေါ်တင်ရွှေနန်းတော်ရောက်မင်းများငါတိုက်ပြရခုခဲ့စို့လက်ခွက်ထဲကရှင်နေကရွှေဖြစ်တဲ့သူလောက်ချမ်းသာတဲ့သထေများရှိသလားဟဲ့မရှိပါဘူးဗျာမရှိပါဖះလို့ဆိုတော့ဦးတင်တော့ကမှမောင်ပုံနာတို့ဇနီးမောင်နှံတထေထီဆောင်တဲ့တကွာတထေရာထူးကြီးကအပ်လိုက်ပါပြီကျိတ်တော့ပါအပ်လိုက်တထေဖြစ်သွားဖေတထေဖြစ်တော့နေရာပေးပါဖះဆိုတော့ရှေးတုန်းကတထေခေါင်းနေခဲ့ဘူးတဲ့နေရာပေးလိုက်တော့
တိုင်ဆိုင်မလို့အိမ်ဆောက်ဖို့ကျွန်းတူးလိုက်တဲ့အချိန်ခါမှာရွှေအိုးတွေနဲ့ခန်းချင်းထိနေတာတွေ့အကျိုးပေးခြင်းတော့ဒီတိုင်းပဲနော်ယုံနာတချို့ငွေကြမ်းနဲ့ထီထိုးဘိုးဘိုးအောင်မပါပေါ့ဘူးတချို့ငွေကြမ်းနဲ့ထီထိုးအပြိုကြီးလင်ဝဲရန်သိမ့်ဒီပေါ့အကျိုးပေးတရားနာပြိဿမန္တလေးမုံဟင်း90တယောက်ငွေကြမ်းနဲ့ထီထိုးသိမ့်ဒီပေါ့သူ့အတိတ်တွေ့တော့မုံဟင်း90ကြီးကံပြီးတော့မုံဟင်း90မလုပ်ဖို့ဟေးတတ်တယ်ပြေကွာအိမ်ပြန်သွားလက်မှတ်ပြောက်စိတ်နောက်ယူရောအကျိုးပေးပြိဿလွယ်တာမဟုတ်ဘူးကြည့်အခုရွှေအိုးတွေနဲ့ခန်းချင်းထိနေတာတွေ့နောက်အိမ်တွေပါတွေဆောက်ပြီးတော့ကမှမြတ်စွာဘုရားကိုတော်မြတ်ကြီးဆုံးပင့်ကဘုရားကိုတော်မြတ်ဆွမ်းအနုမောဒနာတရားတွေကပြုတ်လိုက်တော့ဟာမောင်ပုံနာတို့ဇနီးမောင်နှံနဲ့သမီးကလေးဟာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်ဖြစ်ကြပါတယ်ဗျာဒေသကြီးသူတို့သားမိသားဖသုံးယောက်ဘာဖြစ်သွားတော့ဆွမ်းအကျိုးနော်ဒေသကြီးဘာအကျိုးတို့ဆွမ်းအကျိုးဗျဆွမ်းဒါနကြောင့်ဆိုကြပါစို့ဒါကြောင့်ဒီဆွမ်းအကျိုးဟာဘယ်နှပါးရှိသလဲပြည်သားဆွမ်းအကျိုးဘယ်နှပါးရှိ၅ပါးလေကဲဆိုကြည့်သားဟိနောက်ကအသက်ရှည်ခြင်းလက်ချိုးပြီးဆိုလိုက်အသင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းဘယ်နှပါးတော့အဲ့ဒီဆွမ်းအကျိုး၅ပါးဖယားဟောလို့သားမိသားဖ၃ယောက်ဘာတွေဖြစ်ကုန်တော့ဟိကိုင်းသောတာပန်ဖြစ်လို့တထေးလည်းဖြစ်ပြီးရောမောင်ပုံနာခစားခဲ့တဲ့တထေးကြီးကဝဲမင်းသမီးနဲ့ငါသားချိန်ရဖို့ကိစ္စသားဘေးသမီးယူလူကြီးပြီးလာပြီးတော့မင်းထံငါပြောပါတယ်ဆိုတော့မောင်ပုံနာကလက်မခံဘူးမဖြစ်ပါဘူးခမညာကျွန်တော်သမီးလေးကယရဏသုံးပါးကိုကြည်ညိုတဲ့ဗုဒ္ဓဘာသာခမညာသားမောင်နန္ဒာကမိစ္ဆာဒိဋ္ဌိဒါကြောင့်ကျွန်တော်မပေးစားနိုင်ဘူးခမညာလို့ညင်းတော့လေတထေးတွေကဝိုင်းပြီးတော့လှော်ကြတာပေါ့လေလှော်ကြအောင်သွဲကြဂျွမ်းကြပေါ့လေကွာအဲ့ဒါလို့တထေးတွေဝိုင်းပြီးတော့အောင်သွဲကြဂျွမ်းရတာနဲ့ဟောတရားနာပိဿသူ့သမီးလေးနမိစ္ဆာဒိဋ္ဌိသားပေးစားလိုက်ရပါရောဗျာဒီလိုပေးစားလိုက်တဲ့အချိန်ခါမှာသမီးလေးဥတ္တရာမိစ္ဆာဒိဋ္ဌိသားရသွားတော့မစိတ်ချမ်းပါမလဲခက်တော့တာပဲမိဘများပဲနဲ့ကြောင့်ငါ့ကိုနောက်အိမ်အတွင်းသွင်းလိုက်ကြတာပါလေဖယားဖူးခြင်းလို့မဖူးရတရားမနာခြင်းလို့မနာရတန်ဃာတော်ဆုံးကခြင်းလို့မကရမိစ္ဆာဒိဋ္ဌိသားဆိုတော့အတော်လေးစိတ်ဆင်းရဲတော့ပေါ့လေမိဘများထံစာရေးမိခင်ဖခင်တော်ဖယားမဖူးရတရားမနာရဆုံးမကရနဲ့ဘယ်နဲ့ကြောင့်လောင်ကြိုင်အတွင်းသွင်းလိုက်ကြတာတော့အကြံလေးများပေးပါဦးဒီတော့မောင်ပုံနာကတရားနာပြိဿကြီးစာရေးတဲ့သမီးလေးထားသမီးတဲ့အဖေကြံပေးမယ်သမီးရဲ့ငါသမီးဒီစာသေးသေးချာချာဖတ်ငါသမီးအတွက်လှူရတန်းရအောင်အဖေငွေ15000မှထည့်ပေးလိုက်တယ်15000ဆိုတာလှူတရားမရှိလို့မဟုတ်ဘူးဟိုမှာလည်းတစ်ထေးလှူဖို့ထည့်ပေးတာမဟုတ်ဘူးငါသမီးတို့ဒေသမှာငါသမီးကြီးလှူရအောင်ဖေပြောရမှာပေါ့လေဟောတို့ဝေသာလီမှာအမပါဠိခေါ်တဲ့ပြစ်တစာမတယောက်သူ့ကိုကုံတယ်တယောက်ကတွေ့ခဲ့လို့ဗိမိတာရမင်းကြီးအားလျောက်ထားဒီတန်းစာမထားရင်သိလျော်ပါလိမ့်မယ်ဗျာဝေသာလီမှာဒီလိုရှိတော့ဘုရားတွေ့ခဲ့တော့ဘုရားဆိုတော့ဒီတန်းစာမဆိုပြီးတော့သာလဝတိဆိုတဲ့မိမတယောက်ဒီတန်းစာမယာရုကြီးပေးရှင်းတုံးကဒီတန်းစာမတိုက်ပြေမှာဘယင်များအသိမှတ်ပြုတဲ့မိမဟဲ့လူငယ်တွေမှတ်သွားကြပေါ့ဒီတန်းစာမဒီလိုမိမရှိနေကာမေတုမိစ္ဆာစာရကံကြီးများနဲ့တားဆီးနိုင်တယ်ဘာလို့တားဆီးနိုင်တာတော့ဘာလို့တားဆီးနိုင်တာတုံးလို့ဆိုတော့လေရှိတဲ့မယားကိုမစော်ကားကြမဖြတ်စည်းကြတော့ဘူးဒီပြည့်တန်းစာမှာရှိသဖြင့်
ဘာလျှောက်ပြောလည်းမကောင်းပါဘူးဟာဒါပတိပြောပြီးကုန်ပါပြီကဲရှေ့ထကြပါအောင်ဆိုကွာအဲ့ဒါနဲ့သာလဝရီဆိုတဲ့ပြည်တစားမကိုထားတဲ့သမီးရဲ့အဲ့ဒီပြည်တစားမသည်ဗိမိတ်တာရမင်းကြီးဤသားဖြစ်တဲ့အဘယမင်းသားသွားပြီးပျော်ပါတဲ့အချိန်ခါမှာသားယောက်ျားလေးမွေးဖွားပြည်သားကြီးသားယောက်ျားလေးမွေးဖွားတော့အဲ့ဒီသာလဝရီပြည်တစားမကသားယောက်ျားလေးဆိုတော့ဖြစ်ဘူးပေါ့လေအမွေးဖွားခင်တုန်းကလည်းအတော်လေးအလုပ်ပြက်ခဲ့အလုပ်ပြက်ဆိုသားတန်နေရှိတဲ့အချိန်ကစပြီးတော့ဘသူလာလာနေမကောင်းဘူးလို့ပြောလိုက်ကြနေမကောင်းဘူးလို့ပြောလိုက်ကြဒီလိုနဲ့ပဲတရားနာပရိသတ်ကြီးသားယောက်ျားလေးမွေးဖွားရဆိုကြပါစို့သားယောက်ျားလေးဆိုတော့လေအော်ငါအလုပ်နဲ့တခြားစီပါလားမဖြစ်ပါဘူးလေဒီတိုင်းဆိုလို့ရှိရင်ဖောက်တယ်ရပြက်ကုန်တော့မှငါပဲရောက်ကုန်ပါလေဒုက္ခပါပဲကွာကြကြရှိပါသေးတော့ရှင်းဆက်ကြအောင်စို့မဖြစ်ဘူးဒီကလေးသုတ်တန်သွားပြစ်မှာပဲလို့ဟောကလေးလေးသွားသုတ်တန်ပြစ်တယ်ဟဲ့သုတ်တန်ပြစ်ထားတော့ကွာကြည်လင်တာတွေတယုံယုံပေါ့ရင်ကောင်းလေးတအုံအုံနဲ့ဆိုတော့တရားနာပရိသတ်ရေအဲ့ဒါဟိုဗိမိတာရမင်းရဲ့သားဖြစ်တဲ့အဘယမင်းသားကလည်းခကြီးလမ်းပေါ့လေအဲ့ဒီနာအဆိုင်မောင်မင်းများရင်ကောင်းတယုံယုံနဲ့တော့ကြည့်တာဟိုပါတော့ကြည့်လိုက်တော့မှန်လားပါဗျာကလေးလေးဗျာဟေးယောက်ျားလေးလားမိန်းမလေးလားမှန်လားယောက်ျားလေးပါဗျာဘာလို့ဇီဝတုအသက်ရှင်ရသေးရလားဟဲ့ဇီဝတိအသက်ရှင်ရသေးရလားဟဲ့လို့မေးတော့အသက်ရှင်ပါသေးတယ်ဖေရဆိုတော့အဘယမင်းသားကဟောသူကိုယ်တိုင်ကောက်ယူကျွေးမွေးသာလဝရီကိုသူနဲ့ပျော်ပါလို့ရတဲ့သားသူနဲ့ပဲပြန်တွေ့တယ်ပရိသတ်ကြီးအဲဒီလိုတရားနာပရိသတ်ဇီဝတိအသက်ရှင်သေးရလားလို့အဘယမင်းသားမေးတဲ့စကားလေးကိုပဲအကြောင်းပြုပြီးတော့တက္ကသိုလ်ပို့လို့ပညာများတက်လို့ဆရာဖြစ်တဲ့အခါမှာသူဇီဝကဆိုတာအဲ့ဒါပြည့်တစားမှသားပါဗျာဘုရားချိန်မှတော့သွေးစိမ့်တီတာခွဲတဲ့ဇီဝကလေပြည့်တစားမှသားကိုဘုရားရဲ့တက္ကသိုလ်ကပြန်လာတော့လည်းပဲတမင်ညနဲ့လွှတ်လိုက်တာမဟုတ်ပါဘူးအမောင်ဇီဝကမင်းလေတဲ့ရှင်းဘက်မဝင်တဲ့မြေကြီးပေါ်ကပေါက်နေတဲ့သစ်ပင်တပင်ငါရှာပေးသားဟိခင်ဗျားတို့ကျတို့မသိလို့ဥစ္စာမြေကြီးပေါ်ရှိနေတဲ့သစ်ပင်မှန်များရှင်းဘက်မဝင်တာမရှိပါဘူးရှင်းဘက်မဝင်တဲ့သစ်ပင်မရှိဘူးမတွေ့ဘူးပြိဿနေရာတွေကသုံးဖြစ်ဒါကြောင့်တရားနာပရိသတ်ကြီးအဲ့ဒီဇီဝကပြစ်တစားမတောရဲ့နောက်မှာအဲ့ဒီသာလဝရီပြည့်တစားမတရားနာပြီးသားနောက်ထပ်သမီးလေးတယောက်ခွားမြောက်ပါသမီးလေးတယောက်ခွားမြောက်တဲ့အချိန်ခါကျတော့သမီးမင်းကလေးဆိုတော့ဟန်ကြငါအလုပ်ဆက်လက်ပြီးတော့အမွေခံနိုင်စရာအကြောင်းရှိတယ်ဒါသူ့လုပ်ငန်းနေနဲ့သူကိုဗျအဲ့ဒါနဲ့ကလေးမလေးကြီးပြအောင်မွေးထားဒီကလေးမလေးအရွယ်ရောက်လာတော့ဆရာဇီဝကရဲ့နမသာလဝရီကမွေးတဲ့မိန်းကလေးတီရီမာလီသူ့အမေမရှိတဲ့နောက်သူ့မေယာရုသူဆက်ခံသူ့အမေတို့ကလူတယောက်ပြောသွားရင်အကဗျာတရားပေးရသည်တီရီမာအင်မတန်လှတဲ့မိန်းမလှကြီးကြတော့ယောက်ျားတယောက်ပြောပါလို့လျင်အကဗျာ1000ပေးရသည်ဒါကြောင့်သမီးအဲ့ဒီဆရာဇီဝကရဲ့နှမတီရီမာပြစ်တစားမှရှိလေရဲ့ငါသမီးဒီကနေ့တော်သလင်းလခွေနေ့ဖြစ်သည်တည်င်းကျွရန်15ရက်လိုတော့သည်15ရက်အတွက်တနေ့1000ကျငွေ15000အဖေထည့်ပေးလိုက်သည်ငါသမီးလင်းသားမောင်နန္ဒအားသမီးတီရီမာပြစ်တစားမှကို15ရက်တိုင်တိုင်ခေါ်ပြီးတော့ဒီငွေ15000ပေးလိုက်ငါသမီးနေရသူပြုစုလိုက်မယ်ငါသမီးကလင်သားကိုပြောပြပြီးသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား15ရက်တိုင်တိုင်နောက်ပါသံဃာနဲ့ဆွမ်းကပေါ်အကြံပေးလိုက်ဒီလိုအကြံပေးလိုက်တော့တရားနာပရိသတ်ကြီးခင်ဗျားတို့ကအောင်းမေးမှာဘောဟောတော်ကြည်စမ်းပါဟာကွာကြည်စမ်းပါအထေးနဲ့ကွာသောတာပန်ကြီးဖြစ်ပြီးတော့ကိုယ်သမီးကိုကြည်စမ်းတမဲ့အငှားမရအခေါ်ခိုင်းတဲ့ခင်ဗျားတို့ကစိတ်ထဲတစ်မျိုးတစ်မျိုးထင်ပြီးတော့မောင်ပုံနာကြီးအပြစ်တင်ရင်တင်းနေမှာပေါ့မတင်နဲ့ယရဏသုံးပါးဦးစားပေးတဲ့နိဗ္ဗာန်ဝင်မဲ့ပုဂ္ဂိုလ်ဆိုတာဒီတိုင်းပဲဒါကြဘယ်လိုဦးစားပေးတာ
ကာမဥစားပေးတာမဟုတ်ဘူးဟဲ့ယရနာသုံးပါးဥစားပေးဒီလိုအကြံပေးလိုက်တော့ကြည့်သမီးလေးကညင်းမလားဆိုတော့ဒီစာကြည့်ပြီးငွေ15000လက်ထဲကင်လို့ဟဲဟန်ကြလိုက်ပါပြီဟန်ကြလိုက်ပါပြီလှူရတော့မှာပဲတားရတော့မှာပဲအဖေအကြံကောင်းအစီကောင်းကပေးပေးတယ်သမီးလေးကလည်းလက်ခံတယ်ဟဲ့သောတာပန်ကိုရိသရဲ့ကာမဥစားပေးတဲ့ဟာတွေမှမဟုတ်ပဲနဲ့ခုခေတ်မြန်တရားနာပိဋကကြီးအဖေလှုပ်တဲ့လူကဒီတိုင်းကြံပေးလိုက်ရင်သမီးလှုပ်တဲ့လူလက်ခံနိုင်မှာမလားပိဋကဝေးတာစောစောကဟောခဲ့တာနဲ့ကြည်တာတောင်မခံနိုင်ပါဘူးဆိုမှကြည်တာတောင်မခံနိုင်ပါဘူးဆိုမှအမလေးဖေတို့ပဲလို့ကြတယ်ကြံရကြတာလုံးပြည့်တစားမှာအငှားမရခေါ်ပေးရမှာတဲ့ဖေတို့ကြံရကြပါလေဒီခေတ်ဆိုလောင်မိကြငိုးကုန်မှာပေါ့ကွာဘယ်လက်ခံလိုက်တော့အဖေအကြကဲဟိုမှာတော့ကြည်တရားနာပြည်သားလက်ခံလိုက်တယ်ဆိုကြပါစို့ဒီလိုလက်ခံယုံနေမကလင်းကိုဖြောင်းပြပြောပြီးတော့အင်မတန်ရုပ်ချောတဲ့အလှဘယင်မသီရိမာအားခေါ်ပြီး15ရက်မောင်ရေနှမနေရလှုပ်ကျွေးမှုပြုပါလိမ့်မယ်အစစအရာရာနှမခဲ့ဆိုပြုစုပါလိမ့်မယ်15ရက်တိုင်းတိုင်းနှမကုသိုလ်ကောင်းမှုဖယားကိုယ်တော်များပင့်ပြီးတော့ဖယားဘူးတရားနာဆွမ်းကတ်တဲ့အမှုတွေပြုရစေလက်ခံတာပေါ့ရေးသားကြီးလက်ခံဘူးလားလက်ခံရောဘောသီရိမာမြင်လိုက်ကြတဲ့ကွာဟိုကောင်ကြီးတော်သဘောကျတော့လက်ခံလိုက်ရောလက်ခံလိုက်တော့တရားနာပြည့်တာဥဒ္ဒရာနဲ့သီရိမာလည်းဘယ်တူလိမ့်မလို့ရိသဥဒ္ဒရာကသောတာပန်ဟိုကတိတန်းသာမရေးသားကြီးဥဒ္ဒရာနဲ့သီရိမာတူရလားပြည့်သဘယ်တူလိမ့်လို့အလုံးမတူတော့ဆိုတော့တူမှမတူပဲအဲတူကိုမတူတာမတူတော့တရားနာပြည်သာအကုန်ခွင့်ပြုငါကိုင်းမင်းလုံးချင်တာလုံးမင်းပြုချင်တာပြုခွင့်ပြုလိုက်တော့တရားနာပြည်သာရေမြတ်စွာဘုရားကိုတော်မြတ်ကြီးတောက်လျှောက်သွားပင့်ပြီးတော့15ရက်တိုင်တိုင်ဆုံးကမ်းမယ်15ရက်တိုင်တိုင်ဆုံးကမ်းမယ်ဆိုတော့တရားနာပြည်သာကြီးတည်င်းကျွတ်လိုက်ကြပါစို့ခတ်သုတ်ပေါ့ပြည်သာကြီးတို့အခုနေုံလာပြီဒီတည်င်းကျွတ်လိုက်ကြပါစို့တရားတယ်ကိုင်းကျွတ်ရောဗျာတည်င်းကျွတ်လာပြီနေမနေ့ပိုင်းရောက်လာပြီဘုရားကိုတော်မြတ်ကြီးနဲ့တန်ဃာတော်ဆုံးကတ်ခြင်းလို့ဥတ္တရာကသူ့ရဲ့ရံမျိုးပေါ်တွေနဲ့အစစအရာရာချက်ပြုတ်လို့ကိုင်းပြီးတော့မိဖို့တဲ့ဝင်လိုက်ထွန်းလိုက်ဆေးလိုက်ကျွန်းလိုက်သုံးလိုက်သင်လိုက်အမလေးချွေးတွေနဲ့ပရိသတ်မျက်နှာများအိုးမဲတွေပွားလို့ရေမချိုးရသနာခါမလေးရောက်ပေါင်းမပိုင်ရဝေယဝိစာကုသိုလ်ကြီးကျိုးစားပြီးတော့ပြုနေတော့တထေသာလေးသားတကားလေးဖွင့်ကြည့်လိုက်ငါကာမပိုင်လင်တော့ဖြင့်လှုပ်ကျွေးသမှုပြုတ်ပေါ်မရပဲနဲ့ငါသီရိမာနဲ့အငှားထားဥတ္တရာမင်းမယုတ်ဒင်းပါရင်လောက်ပါလိမ့်မတော့လို့တကားဖွင့်ကြည့်လိုက်တော့ကြည်သားငါတော့ကာမပိုင်လင်မပြုတ်စုပါပဲနဲ့ဂေါရမရဲ့တတိသားကတုံးဦးကြီးတွေကိုသူချက်ပြုတ်လုတ်ကင်ပြီးကြည်သားမျက်နှာများအိုးမဲတွေကွာလို့တဲဒုက္ခခံရမိမမယုတ်ပဲဒီမိမလင်မပြုတ်စုပဲနဲ့ကတုံးဦးကြီးတွေပြုတ်စုမယုတ်နည်းနည်းများငိုက်တဲ့လူလေးရှိလားလို့ပေါ်လိုက်တော့လေဒီရိမာပြစ်တစားမဟန်ကြပြီဒီသူမိမမယုတ်ပြောတော့မယ်ဘောငါရောက်တဲ့နေ့ကစပြီးတော့သီရိမာမင်းဥတ္တရာနဲ့မတူပါဘူးကွဲသီရိမာရဲ့ဟောင်းမလေးလှလိုက်တော့ပဲလို့ကြည့်လို့မှအာမရဘူးထိုင်းနေတော့လည်းမတတ်ရလမ်းလျှောက်တာလေးကြည့်ချင်းများသေးတယ်လမ်းလျှောက်နေပြန်တော့လည်းထိုင်းသားကြည့်ချင်းတယ်ထိုင်းနေပြန်တော့လည်းတုံးလုံးလည်းပြီးတော့အိတ်တာလေးကိုကြည့်ချင်းသေးတယ်ပြီးတော့ကြည့်ချင်းသေးတယ်နဲ့အကုန်ပေါ့ကွယ်အားပါလေကြည့်လို့မဝရှုလို့မဝတဲ့သီရိမာလေမင်းဥတ္တရာနဲ့မတူပါဘူးလို့အဲ့ဒါလို့ပြောထားတာကိုသိသဖြင့်တရားနာပိဋကကြီးဟောကြည့်ဥတ္တရာရဲ့ပေါ်မှာမင်းမယုတ်လို့ပြောတဲ့စကားကြားလိုက်တော့သီရိမာကမလီငါကြည့်လို့အားမရဘူးလို့သူပြောထားဘူးလေတန်တော့ဒီအချိန်များစွာဆိုရင်အင်မတန်ဒေါသဖြစ်နေတဲ့အချိန်သူ့မယားအပေါ်လျံညှိုးဖွဲ့တဲ့အချိန်ယခုအချိန်မြန်သူ့မိမငါသေးအောင်သတ်လိုက်ရရင်
ငါအပေါ်လူသမှုနဲ့တရားမဆွဲတဲ့အပြင်ဟောဒီတိုက်ကြီးပေါ်ငါနေပြီးတော့အစင်မယားဖြစ်တော့မယ်ကြာမီသီရိမတတ်မယ်ဒီကောင်မပေးစားရေးအလှပယမလို့ယောက်ျားတွေပါးစပ်ဖြားမှာတဖွာဖွာပြောနေတဲ့မိန်းမရုပ်လှသလောက်စိတ်ဖောက်ပြီလေတရားနာပိကတတ်မယ်အချင်းကိုဟောဒီတဲ့အိုးတွေကဖြီးဘူးတွေနဲ့လောင်းတာသီရိမပြစ်တဲ့ဓမ္မကကိုအငှားမရမှန်တရိမထားမိပဲလေဟောတဲ့အိုးတွေကစီတွေခတ်ပြီးတအားပြေးသွားလောင်းမယ်ဥဒ္ဒရာရဲ့ပေါ့ဥဒ္ဒရာရဲ့စိတ်ဓာတ်ကသီရိမကျေးဇူးရှင်မကြီးကျေးဇူးကြည်ပေသွားငါကုသိုလ်ကောင်းမှုပြုရတာသူ့ကြောင့်ကျေးဇူးရှင်မကြီးသူကျေးဇူးတွေကိုချီးကျူးရမယ်ဆိုရင်မြင်မို့တောင်းကြီးနှိမ်လေးသွားသီရိမရဲ့ကျေးဇူးတွေကမြင်မို့တောင်းထက်မြင်မေးသွားစัจ java လာကြီးဒီအမတန်ကျင်းကြောင်းလေးသွားသီရိမရဲ့ကျေးဇူးတွေကစัจ java လာထက်ကျယ်ဝန်းလေသွားငါယရဏသုံးပါးစိကတရားနာပြီးတော့လူရတန်ရတာသူ့ကြောင့်မေတ္တာရှင်မကြီးကနေပြီးတော့သီရိမကိုကျေးဇူးရှင်မကြီးလို့ကျေးဇူးတင်ယုံတယ်မကငါဒီသူ့အပေါ်ဒီစိတ်ထားတာအမှန်ဖြစ်ပါကသူခက်လာတော့စီဘူးဒီမလောင်ပါစေတည်းဒီလိုမဟုတ်ဖဲနဲ့ငါစိတ်တက်ကသေးမှကြောက်လို့စီဘူးလောင်မှကြောက်လို့ဘေးကြောင့်တမင်တက်တဲ့အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့စိတ်ချမ်းမိပါကငါကောင်းစီဘူးလောင်ပြီးတော့သေပါစေလားသစ္စာပြုလိုက်ရောပြုတ်ခတ်လာတဲ့စီဘူးတွေကောင်းပေါ်လောင်ချလိုက်ဒီတကူရင်မြအေးမြပြီးတော့လျော့ကျဆင်းသွားတယ်တရားနာပိဿစီဘူးမလောင်ကြည်နေတဲ့ဥဒ္ဒရာရဲ့ကျေးကျွန်တွေကဤသားကိုမိမငါတို့ရှိရင်အခိုးတွေတစ်ထောင်ထောင်နဲ့ကြွတ်ဆူးနေတဲ့စီဘူးတွေခတ်လုံးတာဒုသခင်မှဘာမှမဖြစ်ပါလားတော်သေးရဲ့ဒုသခင်မှလည်းဘာမှလည်းမပြောဘူးပြုံကြီးနောက်ဟိုကစီမပူလို့ထင်ပါရဲ့ဆိုထောင်းပတ်စီဘူးကြွတ်ဆူးတွေတစ်ခါခတ်လာပြေးလာပြင်းကကြီးဒီတစ်ခါတော့ဟိုကလေးမတွေကမနေတော့ဟင်မင်းမယုံမင်းမယုံကြီးမင်းမယုံကြီးဘာလို့တခင်မကိုတစ်ခါလောင်းယုံတယ်မကညီလောင်းအောင်မလို့လားမင်းမယုံဆိုပြီးဘာပြောကောင်းမလဲပရိသတ်ရေမိမတပိုက်ကဟောလက်နဲ့မပါဘဲနဲ့တိုက်ပွဲဝင်ကြဒီကလက်နဲ့ပါရဲ့လားမပါဘူးသည်သူတို့တိုက်ပွဲရလဲအတော်ထင်းမြတ်တယ်နော်သူတို့လက်နဲ့မပါပဲတိုက်ပွဲဝင်တာကဘာလို့မှတော့လက်နဲ့မပါပဲနဲ့သူကဆံမင်ဆွဲမယ်လေပါဖဲ့မယ်လေနှာခေါင်းလိမ့်မယ်လေဘိုက်ရောဆွဲမယ်လေကုန်းကိုက်မယ်လေမိမလက်နဲ့မပါပဲနဲ့တိုက်ပွဲဝင်တာအဲ့ဒါပြောတာတကားတွေသိထင်မသေးနဲ့ကြိတ်တရားနာပြည်သားကြီးလက်နဲ့မပါပဲနဲ့တိုက်ပွဲဝင်တော့ကိုကြခွဲကြထောင်းကြထူကြဒီတော့မှဥဒ္ဒရာကဟဲ့ညီမမြမလုံးကြနဲ့ဟောင်းနောက်ကိုဘင်းနဲ့ကြောင့်ငါကျေးဇူးရှင်မကြီးညီတို့စော်ကားကြတာတော့တရားနာပရိသတ်ရေပီရိမာရဲ့အပေါ်မှာဥဒ္ဒရာကကာယခွာပြီးကလေးမလေးတွေငေါက်ထုတ်ကလေးမလေးတွေထွက်သွားသူကိုယ်တိုင်ပွေထူးလို့ဒီတယ်လိမ့်လို့နှိမ့်နေပေးလို့ကြက်ထုတ်တွေထိုးလို့ကျေးဇူးရှင်မကြီးကျေးဇူးတင်နေရတဲ့ထက်ညီးပဲလို့လှုပ်လိုက်တာတော့ညီးပဲနဲ့ကြောင့်ဒီကြံကြီးကြံရတာကျေးဇူးရှင်မကြီးထဘယ်နာသွားသေးတော့နဲ့အဲ့ဒါလို့ပြောလိုက်တော့သီရိမာလေးကြက်သိမ်းထခေါင်းကြီးလာဟဲကြည်သာငါကပုတ်တတ်တာဟင်ငါကသူ့တတ်တာငါကိုကျေးဇူးရှင်မကြီးတဲ့အမလေးငါအပေါ်အပြစ်မယူတဲ့သူတော်ကောင်းမကြီးငါပြစ်မှားမိပြီတောင်းမှရင်တောင်းမှမတောင်းမှရင်ငါအုတ်ခေါင်းခုနှစ်စိတ်ကွဲလိုက်မယ်မေတ္တာရှင်မကြီးရဲ့ဒီတော့ဟိုကကျေးဇူးရှင်မကြီးခေါ်တယ်ဒီကမေတ္တာရှင်မကြီးရဲ့ပင်ကိုငါပြစ်မှားမိတဲ့အပြစ်ကိုတိခါမတော့ငါမှားမိပါပြီ။အော်ကျေးဇူးရှင်မကြီးဒီကိစ္စနဲ့ပတ်သက်ပြီးငါတောင်းမှလို့ကြည်ပါဘူးလေတဲ့။တိရိမာကပြန်ပြောတယ်ဒါဖြင့်မေတ္တာရှင်မကြီးရဲ့တဲ့ဘယ်သူတောင်းမှရမတော့တဲ့။ဒီတော့မှဥဒ္ဒရာကငါရဲ့ဖခင်ကိုတောင်းမှကျေနပ်မယ်။ဒါဖြင့်သင့်အဖေတစ်ထေးကြီးပုံနာထံသို့ပို့ပါ။အိုးငါဖခင်ထံတောင်းမှဆိုတာပုံနာတစ်ထေးပြောတာမဟုတ်ဘူး။ဟင်
နေပါဦးမေတ္တာရှင်မကြီးရဲ့တဲ့ပုံနာတစ်သေးကြီးကသင့်ဖေမဟုတ်လားအိုးတဲ့ဟုတ်တော့ဟုတ်တာဘောတဲ့ဒါပေပြီးတန်တရားဝတ်ကိုဖြစ်စေတတ်တဲ့အဖေပါတဲ့ပုံနာတစ်သေးကြီးကတန်တရားဝတ်မှကျွတ်လွတ်စေနိုင်တဲ့ငါရဲ့လောကုတ္တရာအဖေရင်ကတော့ဂေါရမမြတ်စွာဘုရားရှိတယ်မြတ်စွာဘုရားတောင်းပါမှကြည်ပါတဲ့ဒါဖြစ်လေတဲ့ဟိုမေတ္တာရှင်မကြီးရဲ့ဂေါရမမြတ်စွာဘုရားနဲ့ငါနဲ့ကလည်းသိအခမ်းမသိဘူးတဲ့ဧဒါဂေါရမမြတ်စွာဘုရားနဲ့သီရိမာနဲ့အခမ်းသိရလားပြိဿအေးပဲသိလိမ့်မလို့ခဲ့သူ့လူကြီးကသိနိုင်တဲ့အလုံးမမဟုတ်ပဲနဲ့ဒါပေမဲ့လို့ပူပါနဲ့တဲ့အိမ်ပြန်ပြီးရေမိုးချိုးကြည့်လေတဲ့ဟိုတနခါပေါင်းမှလိမ့်ပြီးတော့လာခဲ့ပါတော့တဲ့ဘုရားကြွကနေပြီးတဲ့ငါကိုယ်တိုင်ဘုရားကိုယ်တော်မြတ်ကြီးကိုရှေ့ဆောင်ပြီးတော့ရှောက်ထားပေးပါမယ်ကဲဒီလိုပြောတော့သီရိမာပြန်သွားရောပေါ့ဗျာဧဒါကြီးသီရိမာပြန်သွားမလားဘုရားကိုယ်တော်မြတ်ကြီးကလည်းကြွလာပြီဘုရားကြွလာတော့သီရိမာတို့ကလည်းအမျိုးသမီး900နဲ့ရောက်လာပြီဧဒါအမျိုးသမီးဘယ်လောက်အမျိုးသမီး900ဆိုတာသူ့အဖွဲပေါ့ဟဲ့သူညီမလေးတွေပေါ့သူမွေးထားအဲ့ဒီအမျိုးသမီး900နဲ့လာကြဘုရားကိုယ်တော်မြတ်ကြီးကိုမြတ်စွာဘုရားတဲ့သီရိမာကသူ့အပြစ်တင်မြတ်စွာဘုရားကိုတောင်းပန်လျောက်ထားခြင်းလို့ပါတဲ့ဘုရားဥတ္တရာကရှောက်ဟဲ့ဘာပြည့်များရှိလို့တော့မှန်လားပါဗျာဘုရားကြီးတော်မှာအပြစ်ကိုမြတ်စွာဘုရားတောင်းပန်လျောက်ထားမှကျင်မယ်ဆိုလို့တပည့်တော်ပြစ်တင်သိခံတော်မူပါဗျာသိခံတော်မူပါဗျာဟဲ့သီရိမာသင်ဒီငါဘုရားဘာပြစ်မှားမိသလဲမြတ်စွာဘုရားကိုတော့ပြစ်မှားခြင်းမဟုတ်ပါဗျာဘုရားတပည့်တော်မသည်အငှမ်းမရဘဝနဲ့မြတ်စွာဘုရားဥတ္တရာရဲ့လင်သားကိုစောင့်ရှောက်ခဲ့ပါဗျာမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုဥတ္တရာဒီကနေ့ဆုံးပင်အကဆုံးမကခင်အချိန်ကာလတခေသားကကတုံးဦးကြီးတွေကတ်တဲ့မိမယုတ်လို့ဥတ္တရာကိုပြောတဲ့အချိန်ခါမှာငါတော့အဆင်ပြေပြီဒီမိမတတ်ရင်ငါအပြစ်မထားပဲနဲ့ငါဒီအစင်မရဖြစ်တော့မှာပဲဆိုပြီးတော့ဥတ္တရာသိအောင်စီဘူးတွေနဲ့ကောင်းလောင်းပါဗျာမလောင်ဘူးဗျာနောက်ထောပတ်စီဘူးတွေနဲ့လောင်းလည်းမလောင်ဘူးဗျာအဲ့ဒီလိုစီဘူးတွေမလောင်တော့သူ့အမျိုးသမီးတွေကသူ့ကျေးကျွန်တွေကဝိုင်းပြီးထောင်းရထူကြပြန်တော့လေဟဲ့မလုကြနဲ့ငါကျေးဇူးရှင်ပါကြီးတဲ့ဗျာဒါကြောင့်ဘုရားကြီးတော်မှာသူတော်ကောင်းမကြီးပြစ်မှားလို့ဘုရားသမီးကိုပြစ်မှားရင်ဘုရားကိုပြစ်မှားတာနဲ့အတူတူမို့မြတ်စွာဘုရားတပည့်တော်ပြစ်ခံတော်မူပါဗျာလို့သီရိမာလျှောက်တော့ဘုရားကမေးပြီဗျဟဲ့ငါသမီးဥတ္တရာသင်ဒီစီဘူးမလောင်အောင်သူ့စီဘူးနဲ့လောင်တော့ချိန်ကသင့်စိတ်ပဲလို့ထားတော့ဘုရားတပည့်တော်မသည်သီရိမာရဲ့အပေါ်၌မေတ္တာသိထားပါဗျာငါဒီယရဏသုံးပါးရှိကြ၍ကုသိုလ်ကောင်းမှုပြုရတာသီရိမာကျေးဇူးရှင်မကြောင့်မြင့်မို့တောင်းပြီးနေပေစွာစัจ java လာသည်ကျင့်မြောင်ပေစွာသီရိမာရဲ့ကျေးဇူးကမြင့်မို့တောင်းထဲမြင့်ပြီးတော့စัจ java လာထဲကျယ်ဝန်းလေစွာဒီစိတ်ထားပါဗျာဒါကြောင့်တပည့်တော်ခေါင်းသီတာရေးမြအေးပြီးတော့စီဘူးမလောင်ပါဗျာဒီတော်မှမြတ်စွာဘုရားကိုတော်မြတ်ကချစ်သမီးဒါအမှန်ပဲဟဲ့သူတော်ကောင်းတွေရဲ့စိတ်ဓာတ်ကဒီလိုမေတ္တာလက်နဲ့တိုက်ကြသည်ဒီသာသူတော်ကောင်းများဘာလက်နဲ့တိုက်တယ်လဲပြုဟေးမေတ္တာလက်နဲ့ကဘယ်သူကိုနိုင်တယ်လဲဟဲ့တော့မေတ္တာလက်နဲ့ကဘယ်သူနိုင်တယ်လဲဟဲ့တော့လို့ဆိုတာကိုတာကြီးဖွက်ထားကြတယ်မေတ္တာကဒေါသကိုနိုင်တယ်ဧသာကြီးမေတ္တာလက်နဲ့ကဘယ်သူကိုနိုင်တယ်ကိုင်းဆိုလားဟဲ့အချိန်ရောက်ဂါထာအပြည့်မရွတ်တော့ပါဘူးဒီပါဒာလေးလိုရင်းပြောကြစို့ဆိုစမ်းမကိုဓာအမျက်ထွက်တတ်သောသူကိုကိုဓာဒေါသရှိဆောင်ကွေမရှောင်ဖဲမိတ်မောင်ဆွဲဖဲနရလန်းကိုအမျက်ထားတတ်သောသူကိုအကောရေနာအမျက်မထွက်သဖြင့်အကောရေနာမောင်ငါပြန်လှန်တော်မထမ်းပဲမောင်ငါဟဲ့နားမလဲလို့လားဘာဖြစ်
မောင်ငါပြန်လှန်တော့မထမဲမေကပြန်လှန်တော့မထမဲသဘောမှမေတ္တာသုံးပြီးပြုံးဒီနေခြင်းဖြင့်ဒီနေ့အောင်နိုင်ရ၏ဒီနေ့အမှန်တရားဝါတွင်ဘယုံမရရှိချိန်မို့မတရားရာတွင်လွန်ငါဖိတော်လဲတရားဓမ္မအခြေကိုတနှောင်းမကွာရှိကြတာဖြင့်ချမ်းသာသည့်နဲ့အတွင်သို့မေမင်းတို့မောင်မင်းတို့အောင်ခြင်းတို့ရောက်ရလေတော်သတည်း